ဒီနေ့တော့နော်ကျွန်တော်တို့ဒီနေ့စနေနေ့မြုံထောင်လာတာကဟိုတင်းက2ရက်စီပြီဗျာဟိုမှာ2ရက်စီပြီမှာဘယ်လောက်မိမလဲမသိဘူးမိလားမမိလားဆိုပြမယ်ကျွန်တော်တို့ဒီမှာပေါ့မြုံဖို့နေပါညမိုးကြီးသွားတာငါးတွေတက်တယ်ညငါးတွေတက်ခုတ်တော့3မိသားလောက်ရတယ်အဲ့ဒါကျွန်တော်မပြရတယ်ဘလာနဲ့ဟုတ်မှာတယောက်ရှင်သူလည်းခါကြောက်တယ်မှာငါးကြီးတွေရှိတယ်ဆိုတော့သိစင်မြေအဖော်တွေကအပေါ်မှာစောင့်နေရဘတ်တွေပါနေဆိုရှင်ဘတ်တွေပါစောင့်ပါလေကြောင်းနေပါလေကြားကြားနဲ့ပြင်တက်လာရှိတယ်ဟိုတခါတက်လာမလို့သူလမ်းမှားပြီးလာလားမသိဘူးဟုတ်မှာတော့ငါးတကောင်ဒီကပြမယ်ငါးတကောင်ပေါ်အဲ့ကောင်ဒီကနောက်လို့ဆိုတော့မတိုင်းရက်ဆက်နေတယ်ဆိုတော့ကြောင်းတွေပါတက်အလုပ်လုပ်ပြီးဆိုတော့ဒီမှာထမင်းပြန်စားယူတိုင်နေချောင်းတိုင်နေချောင်းတွေမှာချောင်းဟိုမှာချောင်းတိုင်ဆိုင်တာငါးတွေတူးတော့တိုင်မှာရိုင်သွားတယ်အေးကဲအခုဆိုတော့ဆက်တင်လိုက်ချာငါးတကောင်တော့ပုတ်ပါငါမီးရမှာဒါလည်းမရှိလို့ပဲဟိုလိုဝင်တူးရှိရနော်ငါယူတင်နေရောရတာအဲ့ဆိုတော့ကျွန်တော်အိမ်ဆေးရမြောင်းပါဗျာပြောအောင်ဆိုအိမ်ဆေးရမြောင်းမှာဗျမှာကဲကျွန်တော်အနီးကပြပါဗျာတွေ့ပြဒီမှာအိုးမခိုးမလေးရောင်းရမခိုးမလေးမခိုးမနေတယ်ကွာစင်ကိုငါနေခိတ်ဝမိမြရတယ်อันนี้มันถูกต้นไม้แล้วมั้งเนี่ยตายแล้วเนี่ยเต่าอ่ะเละใส่เหยื่ออะไรเรียกใส่เหยื่อเหรอฮะตะกอนပုတ်ပါပြီลูกปันเก่งခရုတွေလည်းမိရဟာလုတ်ပြလာမင်းယူမှာစိတ်သားသားဒီမှာအပေါက်ရှိတယ်နော်အဲ့ဒါအပေါက်စားနေပြီကျော်ဘာမှအိမ်မှာဒါပါပဲဗျာဒီလောက်ပါဗောနော်ကျွန်တော်တို့မဝါလိုက်လာခုံးမတွေများတယ်ဗျခုံးမလည်းခယူနေလောက်ပါဗျာသမီးစားနားချိန်မမြုံတော့ဖို့တော့မာလာပါမာမြောင်းပေါ့ဗျာမြောင်းမာကျွန်တော်တို့အလို့ယမာလောလောတဲ့နေရာပါဗျာ